တမောပင်အပင်20စိုက်ရုံနဲ့ငွေကျပ်30ရမယ်ဆိုရင်လူကြီးမင်းတို့အနေနဲ့စိတ်ဝင်စားပါသလားဟုတ်ကဲ့ပါခင်ဗျာဒါကတော့လက်တွေ့ဖြစ်ရပါခင်ဗျာဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့ rainforest ကနေပြီးတော့အပင်20ဝယ်စိုက်ပြီးတော့မြတ်ရသွားတဲ့အမတယောက်ရဲ့အတွေ့အကြုံကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပထမအဆုံးအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့သမုဒ္ဒစီကွက်ကိုအရင်ဆုံးပြောပြပေးသွားပါမယ်ခင်ဗျာပြည်တွင်းစီကွက်အနေနဲ့ပြောရရင်သမုဒ္ဒစီကိုမြန်မာပြည်နံပြမှာစားသုံးမှုရှိနေပါတယ်လက်ဆက်တဲ့သည့်ဖြစ်လဲရောင်းချနိုင်တယ်လို့ဖြိုရည်ဆိုင်များသမုဒ္ဒစီဆောင်ဆိုင်များနဲ့ဟိုတယ်စားတောက်ဆိုင်တွေမှာလည်းသုံးစွဲမှုများရှိနေပါတယ်ခင်ဗျာအတိမဲ့ပြင်အတိစိမ့်စီကွက်လည်းရောင်းချလို့ရနိုင်ပါတယ်ခင်ဗျာနေရာဒေသနဲ့ရာသီဥတုပုံမူတည်ပြီးတော့သမုဒ္ဒစီတစ်လုံးကိုအနည်းဆုံး1500မှ3500ကျပ်ထိရောင်းချနိုင်ပါတယ်ခင်ဗျာအခုကျွန်တော်တို့ rainforest ကနေပြီးတော့ရောင်းချပေးတဲ့သမုဒ္ဒမျိုးစိကတော့168ရွှေနီသမုဒ္ဒမျိုးပဲဖြစ်ပါတယ်ခင်ဗျာရွှေနီ168သမုဒ္ဒမျိုးလေးတွေဟာဆိုရင်လူကျန်များပြီးဇကွက်ဝင်တဲ့ပြင်ရာသီဥတုတန်ကိုလည်းခဏရင်ရှိတဲ့အတွက်မြန်မာပြည်ရာသီဥတုနဲ့ကိုက်ညီတဲ့အပင်မျိုးစားပဲဖြစ်ပါတယ်ခင်ဗျာရေစစ်ရှည်လာကောင်းပြီးလုံးဆန်တဲ့မြေမျိုးစားကိုကြိုက်တတ်ပါတယ်ခင်ဗျာ pH level 6.0 နဲ့ 6.5 အတွင်းမှာစိုက်လို့ရပါတယ်ခင်ဗျာရေမဝတ်တဲ့နေရာမှာစိုက်ရင်ပို့ပြီးတော့ကောင်းပါတယ်ခင်ဗျာမြန်မာတပြည်လုံးအတွက်စိုက်ဖို့ကောင်းဆုံးချိန်ကတော့ဘိုးဖြစ်တဲ့မေလနဲ့ဇွန်လများမှာစိုက်လို့ရနိုင်ပါတယ်ခင်ဗျာရေထိနိုင်ရင်တစ်နှစ်ပတ်လုံးစိုက်ပျိုးလို့ရနိုင်ပါတယ်ခင်ဗျာအကွာအဝေးအနေနဲ့အနည်းဆုံး6ပေပတ်လည်စိုက်လို့ရပါတယ်ခင်ဗျာအများဆုံး10ပေပတ်လည်စိုက်ရင်ပိုရကောင်းပါတယ်ခင်ဗျာတဧကကိုအပင်900နေပြီးတော့1000စိုက်လို့ရပါမယ်ခင်ဗျာဓမြဩဇာအနေနဲ့စိုက်ပျိုးမိဘောင်ပေါ်မှာငါချီရောက်ပြီးတော့လဲစိုက်ပျိုးနိုင်ပါတယ်ခင်ဗျာတခြားဓမြဩဇာအနေနဲ့နိုက်ထရိုဂျင်15ပတ်လည်ပါတဲ့မြေဩဇာကို2ပတ်လျင်တစ်ချိန်အပင်ခြေမောက်နည်းနည်းခွာပြီးတော့အနှဲငယ်ကျွေးရည်လေစိုက်ပျိုးနိုင်ပါတယ်ခင်ဗျာရေကိုလည်း6သေးတဲ့ရာသီမှာတစ်ပတ်လျင်2ကြိမ်3ကြိမ်ရေသွင်းနိုင်ပါတယ်ခင်ဗျာအဆက်ချစနစ်ကိုသုံးရင်ပို့ပြီးတော့မှအဆင်ပြေနိုင်ပါတယ်ခင်ဗျာသတိထားမယ့်ယောဂပြဿနာများကတော့ပပယာ ring spot virus လို့ခေါ်တဲ့အသီးမှဲ့စွန်းလက္ခဏာများအမြင့်ပုတ်တဲ့ယောဂများနဲ့အသီးပုတ်တာတွေကိုကြီးဆိုင်ရပါမယ်ခင်ဗျာယောဂကြမှာကုသတာထက်စားရင်ယောဂမဖြစ်ခင်ကပောက်ွယ်တာကပို့ပြီးတော့ကောင်းပါတယ်ခင်ဗျာကုသတဲ့ဆေးအနေနဲ့မတလက်စီသို့မဟုတ်ဟက်ဆာကွန်ဒဆိုကိုတပတ်လျင်တစ်ချိန်ဖြန်းနိုင်ပါတယ်ခင်ဗျာမန္တလေးနဲ့နီးတဝိုက်ဖြစ်တဲ့ပြင်ဦးလွင်မြင်းကျန်ကြောက်စင်နဲ့မေရီယာဘက်မှာအတိဆိုင်နေဆိုရင်တော့မန္တလေးနဲ့နီးဦးတဝိုက်ဒေသတွေစိုက်မယ်ဆိုရင်တော့အာသာချက်အနေနဲ့ကအပူချိန်မြင့်တာရဲ့နေအောင်ကောင်းတာရဲ့အတိမားကတ်အတွက်ဈေးကွက်ရှိတာကပို့ပြီးတော့မှအာသာတဲ့ချက်တွေပဲဖြစ်ပါတယ်ခင်ဗျာတခါတရံမှာတရုတ်လမ်းကြောင်းပွင့်ပြီးတော့တရုတ်ပြည်ကိုတင်ပို့နိုင်မယ်ဆိုရင်တော့ဈေးကွက် opportunity ပို့ပြီးတော့ပေါင်းပါတယ်ခင်ဗျာမန္တလေးနဲ့အနီးတစ်ဝိုက်ရဲ့အဓိကစိတ်ခုံမှုတစ်ခုကတော့ရေပြဿနာပဲဖြစ်ပါတယ်ခင်ဗျာပြင်ဦးလွင်မေရီယာနဲ့ကြောက်စင်မှာတော့ရေပြဿနာမရှိပေမဲ့ရင်းညံလူဒေသမှာတော့နေရာဒီလိုပူအိုက်တဲ့ရာဒီမှာဆိုရင်တော့ဒါရေရာဆိုရင်အဓိကဖြစ်ရှင်းရမယ့်ပြဿနာဖြစ်နိုင်ပါတယ်ခင်ဗျာမဆိုင်ပြောခင်မှာရေစနစ်ကိုကျွတ်တင်ပြီးတော့စီစဉ်ထားတာပိုရကောင်းပါတယ်ခင်ဗျာဆိုတော့ခုနပြောသွားတဲ့ပင်20စိုက်ရုံနဲ့330ဘလူးရှာလဲဆိုတဲ့အမတ်တက်ရဲ့တွေ့ကြုံကို sharing လုပ်ပြသွားရမယ်သူရောင်းချသွားတဲ့ဈေးကွက်စနစ်ကတော့မိမိချင်မှထွက်ရှိတဲ့အသီးတွေကိုကိုယ်တိုင်ကိုယ်ကျအသီးဆွပြီးတော့မန္တလေးမြို့ရင်းကရုပ်ကွက်တွေမှာလက်လည်ရောင်းချတာပဲဖြစ်ပါတယ်ဒီခါတရံမှာနိုင်စင်နာမှာရှိတဲ့ညဈေးမှာရောင်းချပါတယ်ခင်ဗျာစားသုံးသူစီဓာတ်ရိုက်ရောင်းချနိုင်တာဖြစ်တဲ့အတွက်ကြောင့်လေပို့ပြီးတော့အမျက်ဆုံးရရှိသွားတာပဲဖြစ်ပါတယ်ခင်ဗျာအခုလိုရွှေနီ168သမုဒ္ဒမျိုးလေးတွေကိုလိုချင်နေဆိုရင်တော့ကျွန်တော်တို့ rainforest ကနေပြီးတော့မန္တလေးမြို့အနီးတစ်ဝိုက်တာမကမြန်မာနိုင်ငံအနှံ့ပြကားကိတ်ရှိသည့်မြစ်တီမြို့ကိုမဆိုကျွန်တော်တို့ rainforest ကနေပြီးတော့ပို့ဆောင်ပေးပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ